ဒါကြီးပဲသူ့ပြီးကြတော့လေဒီကအရန်လေးနဲ့လေခဏလေးပါဒါမူဗီရိုက်နေတာပါပြောချင်တာပြောရည်ရင်တာရည်လို့ရပါလေစမ်းနေခဏလေးတော့တယောက်ချင်းဒီ view ဆွဲသွားရင်ဇူးဆွဲနေတာဇူးဆွဲနေတာလာမဟိုတို့ရခဏတစ်ချက်ဟိုတို့ဒါဒီဟာလေးဒီတိုင်းလေးဒီ view တိုင်းကိုကမန်းကရဝင်လာမယ်နော်အဲ့ဒါရိုက်နေတာအဲ့တိုင်းလေးညီအောင်လူအကုန်စုံအောင်လာလုပ်ပြီးဒီကောင်ထုတ်လာကြွမှာမင်းအဲ့မှာလောင်းပေးလိုက်ဆရာလေးတွေကြွမှာလောင်းပေးလိုက်ဒီဘက်ချန်လောင်းမှာလောင်းပါဘူးဒီဘက်ကတတ်သွားမှာမင်းဝင်လိုက်
တန်ခါကုန်းတော့မှဒီတစ်ချက်လောက်ဝင်ပေးပါဖွင့်ရတာပါရရဒီလိုကမှရှင်း
မြေအောင်ဝင်မြေအောင်ဝင်လူကြီးတနည်းဝင်လာဦးလေခဏရင်ဝင်လာအဲ့တစ်ချက်ဝင်တစ်ချက်
မ
တို့ဤချုပ်ရာငြိမ်းရာဒိဋ္ဌိတိတော်နိဗ္ဗာန်သို့၎င်းမိမိတို့အထောက်ကြစေဖြစ်သောဒါနသီလစေတနာကံတဘဝဝိပဿနာဉာဏ်သည်လင်းမြတ်စွာမဲ့ဉာဏ်တို့ကျေစုပြု၍နိဗ္ဗာန်သို့မြတ်မောက်ပြုလွယ်နိုင်ကြသည်ဖြစ်စေတတဟယဇသီလမာယာဇာမိလောကကတဝါနိဒာဒီဝနေသတိယမိဘာဝတေဣတရဏိနာသာယဇသီလမာယာဇာမိလောကကတဝါသ
သစ္စာဉာဏ်အိဋ္ဌဉာဏ်ကတ္တဉာဏ်ညအောင်အထုတ်ပါအဲ့ဒါပြီးသွားပြီလောကီရောသဘုဒ္ဓရာနံပါတ်1ရှိတာကတာကကိုဟောအာယုကပါက၄ပါးကိုအာယုသောကတိကံဘဂဝန္တသာဝကတံပုစ္ဆုပတိကံဘဂဝန္တသာဝကတံညာယပတိကံဘဂဝန္တသာဝကတံတာမိတ်စိတ်ပတိကံဘဂဝန္တသာဝကတံအဲ့ဒီ၄ခုကိုဒါကိုကအလေးပြည့်ပြီးတော့အာယုနိုင်တယ်ဆိုရင်နောက်ကအာဟုနေရောပါဟုနေရောလက်ကိနေရောအစ္စရိကရနေရောအနုတ္တရာပုညကေတံလောကတ္တဆိုတဲ့နောက်ကအာယုကပါပါတန်ခါကိုပါတဲ့ကလေးပြီးတော့ဘောလေးကိုအာယုလို့အာဟုအာယုဘောလေးကိုသဗ္ဗတိပါဏမကဝတ္တသာဝကတံဘောတန်ခါကိုကြည့်အဲ့မှာလေသာသနာတော်ကြီးမှာရှိတဲ့တန်ခါတော်တွေကသဗ္ဗတိပါဏကောင်းစွာရှိတယ်ဘာတွေကိုကောင်းစွာကျင့်တာလဲဘုရားဟောတဲ့ဝိနည်းတွေကိုကောင်းစွာကျင့်တယ်အာဟုကျင့်ဘုရားဟောတဲ့ဝိနည်းတွေကိုကောင်းစွာကျင့်နေတယ်ဟောတခြားဟာတွေကိုကျင့်တာကိုဘုရားဟောတဲ့ဝိနည်းတွေကိုကောင်းစွာကျင့်နေတယ်ဟောအကုန်လုံးကျင့်ကြမှာကျင့်မှာဟောကျင့်တဲ့ပုဂ္ဂိုလ်တွေမရှိဘူးလားဒီသာသနာတော်ကြီးကကြီးကျိုးစရာဆရာတော်ကြီးလည်းမရှိသေးဘူးလားအဲ့ဒီဘုံအဲ့ဒါကိုပြောတာတန်ခါဘုံပုစ္ဆုပတိပါဏဘဂဝတ္တသာဝကတံကျောင်းမတ်စွာကျင့်နေကျောင်းမတ်စွာကျင့်နေဒီကံကွာမဟာဘာသောဒီကတို့ကိုကောင်းမွန်စွာခံယူသောက်တည်ကြည်၍သန္တာနံယောငါဟုတမောသောတတိတော်တို့၏ယုတ်ဝေဒနာပညာသင်္ခါရဝိညာဉ်ဟုဆိုအပ်သောခန္ဓာ၅ပါးယုံနာတရားတို့သည်အမြဲတည်းအိဋ္ဌာဆင်းရဲခြင်းဒုက္ခအဆိုးမရခြင်းအနတ္တဟုလက္ခဏာဖြင့်ရှင်းရှင်းပြီးသန္တာဝေါဝိပါကဝေါဒုက္ခသစ္စာကြီးကိုရွေခြင်းပုံခြင်းဤဝိခြင်းဖြစ်ပါသောကြောင့်နောင်တသံသန္တာဝေါဝိပါကဝေါဒုက္ခသစ္စာကြီးကိုမလိုချင်သောဉာဏ်ဖြင့်သစ္စာဉာဏ်ဆံရံလျက်အဝိဇ္ဇာတဏှာတို့၏သုံးရင်းရာအမှန်ဉာဏ်နိဗ္ဗာန်သို့ဤချမ်းတောင်းတ၍တရားမှုရှိသောသံဃာတော်ရှင်သူများတို့အားသံဃိကစွာလူကံခြင်းဘုမတရားအနန္တဂိုင်းဝင်ဆရာသခင်ယေရှုရှင်ရှိကြကုန်သောဆရာဆရာမတို့အားအာသရိကပိဇာဓမ္မတရေရှင်ကျင့်ပါခြင်းကာယလာသောသံဃာတော်ရှင်သူများတို့နှင့်မိတ်ဆွေအပေါင်းအသင်းအာဟာရတို့အားသံဃေဝေအာဟာရဒါနတို့ဖြင့်သတ္တရှင်လန်းရောပြထမ်း၍လူဒံဘာကုန်၏ဤတို့
ကုသိုလ်တို့၏အဖို့ဘာကကိုယခုဘာဝသောစัจ ကြကုန်သောအမိအနာအဖို့အဘွာဆရာသမားတို့ဟာ၎င်းဘဝများစွာအန္တရာကသောစဘုဒ္ဓအမိအနာအဖို့အဘွာဆရာသမားတို့ဟာ၎င်းအထူးအားဖြင့်ကျောင်းသားအောင်ရမှာသံဃာတင်ရခဲ့သောဘဝတပါးတို့ကျောင်းသားကြကုန်သောဆရာဆရာမတို့အား၎င်းသာသာလေးဘုရားနဲ့ဒေသနဲ့ကျောင်းသားနဲ့မာယောသားနဲ့ကိုရှိပတ်အောင်မြင်ပါပြီအောင်အလူတော်ဝဲအောင်ကြပြီအောင်မြင်ပါပြီအောင်အလူတော်ဝဲအောင်ကြပြီ
ရှင်တို့စောင့်ရှောက်လို့အောင်ဝေးအောင်ဝေးတရားပြပါနဲ့ဒီဝါတို့မိုင်းမှာကိုကြီးအောင်ခဲ့ရပြီအိရှင်မဟိရှင်တို့စောင့်ရှောက်လို့အောင်ဝေးအောင်ဝေးစင်စင်တမီးရလာဥစ္စာတို့ကိုမြေဝဲမြုပ်ပြီးတန်မယာပြီးဝေးစီရန်ကြီးတောင်းတဲ့တော့ဝင်းဒီအပေါင်းစီညကိုပြီးလိုက်ပြီသာရုဒစီလူနာကြီးရဲ့လူမကြီးရဲ့လူပွဲတော်ကြီးအောင်ပါပါဒီမှာကတိနာဒီဝရတောင်းကတတိမှာဒါကြပါလိမ့်မည်နရဝသမြဒီဒီညမြမဲ့ဒီသာမီမ
ညာပြီးဟူသောစီမီအလင်းရောင်ဖြင့်လောကခရီးကိုအောင်မြင်စွာရှောက်တန်းခွင့်ရခဲ့ကြသောကျွန်တော်ကျမဒီအပေါင်းတို့ကယေရှုရှင်ဆရာကြီးဆရာမကြီးတို့၏နှလွာသောခြေစုံကိုလက်စုံသောလက်ဖူးမုံတို့ဖြင့်ဤနူးမှန်လျော့ဒုသေးစွာကုသိုလ်တော်အပ်ပါသည်ယေရှုရှင်ဆရာကြီးဆရာမကြီးပေါင်းတို့ခင်ဗျာဆရာကြီးဆရာမကြီးများမှာကျွန်တော်တို့ကစုချင်းရဲ့ပြေနာပေးပါရင်လေးလေးစားစားဆက်ပါကြပါမယ်ဗျာဒီရနေပြညာပါစေကတိတော်မှာပြရတယ်လူပြညာပါစေအနေမျိုး96ပါယောဂဝေဒနာများလဲတိုင်းကြပဲဒီနေ့တကယ်ပြည့်စုံလို့ကြပါပါငယ်ငယ်ရဘဝနဲ့တတိယနဲ့6တန်းလုံးအတန်းမှန်လေးတတိယနဲ့အဲ့နောက်ကြောင်းကိုစဉ်းစားနေတာနောက်တတိယငါကလေးလိုပဲမြင်ပါလေငါကလေးအဲ့ဆရာမလည်းငဲသွားလို့အောင်းမိတယ်ဒါနဲ့အသက်ကတော့ငယ်တော့80ဒီက90နှစ်ပြည့်တယ်အဲ့ဒါပဲအဲ့တော့ဆိုရင်ကျင်းတတ်ပါတော့ကျင်းတတ်ပါတော့တိတ်မကောင်းရင်တော့ဘာပေါ်တယ်တော့ပါကျင်းတတ်ပါတော့ဟာစီစံတော့အကျိုးတော့မှာပေါ့နော်မာတာဆရာမအဲ့လိုမှမင်း
မေ့ကြပါဒီဆရာမကြီးဆိုင်ရအဖြစ်အမြဲမေတ္တာပို့တာရှိပါတယ်အဲ့ဒီပို့တာတဲ့မေတ္တာကိုခံယူပါအဲ့ဒီမေတ္တာဘာနဲ့မှလည်းလို့ရပါဘူးနော်မိမိရတာမသိလိုက်တာမိမိတစ်ခုဖြစ်လို့ရှိရင်အိုးမမိအပ်တဲ့ပုံစံရနော်နောက်ကဆရာကြီးစမိုင်းကဒုဆုံးချုံနေပါဘောဆိုတာကိုမမိပါဘူးအဲ့ဒီအနန္တအနန္တငါးပါးကိုခမန်းခဲ့ပါရဲ့ကိုမိမိကိုသင်ကြားလို့တော့မျက်စိအမြင်ကိုဂုံအောင်မိပြီးတော့မှအရာရာလုတ်ပါကိုင်ပါပြောပါဆိုပါဆက်ဆံပါအားလုံးအောင်မြင်ပါလိမ့်မယ်နောက်ဆုံးပြီးပြောချင်တာကတော့နော်လူရဆန္ဒအားလုံးပြည့်စုံပါစေကြံတိုင်းအောင်ပြီးဆောင်တိုင်းမြောက်ကြပါစေယခုကဲ့သို့ဆက်လက်ပြီးတော့မှနော်ဒီဆွဲရလာတဲ့ချိန်စမိုင်းများလေးအတက်ရတော့ချီပါသည်သမီးတို့သားတို့ပြောပရှိဖြစ်နေဒီလိုအတူမျိုးကိုနှစ်စဉ်လူတန်းခံပါစေလို့မေတ္တာပို့တာလေဒီမေတ္တာလေးအားလုံးကျမ်းပါပါကျွန်တော်တို့ဆက်လေးပြန်လာပြီးတော့ကျောင်းသားဟောင်းများရဲ့ပြီးတော့ပြောနေတာများရှိနေတယ်ပြောလို့ရပါတယ်ခင်ဗျာပြန်လုပ်မယ်对的没错。哪路过来？太麻烦了吧？我睡里面没人。阿龙啊，去下看那不？ဒီ
ရှာ Yes, yes, တည့်တယ်ပို့ရဦးပါဘူး